ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါတနင်္လာသားသမီးများအတွက်ပတ်စဉ်တောက်ကြနေညနေ6 နာရီဆိုရင်ပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တဲတော်နမိတ်ကိုတဲတော်ကခုနကချပြီးတော့ကံကြမ္မာဖတ်ကြားပေးတာပေါ့နော်ဒုက္ခကျေပွင့်ဟောသရန်လေးဖြစ်ပါတယ်ဒီဟောသရန်လေးကိုပတ်စဉ်တောက်ကြနေညနေ6 နာရီဆိုရင်ပုံမှန်တင်ပေးနေကြဖြစ်ပါတယ်အဲ့တော့ဟောသရန်အစီအစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုယူရိုမင်္ဂလာချန်ကနေပြီးတော့ကောင်းမြတ်တဲ့သတင်းစကားလေးတွေပါကြပါကျွန်တော်တို့ယူရိုမင်္ဂလာချန်ကိုအပတ်စဉ်ဗုဒ္ဓဦးနေ့ကလွဲပြီးတော့ကျန်တဲ့ရက်တွေမှာပိတ်ရမရှိဖွင့်ပါတယ်မြည်သူမဆိုလွတ်လွတ်လပ်လပ်အခမဲ့လာရောက်ပြီးတော့ရေရရာအစီအရင်တွေပြုလုပ်နိုင်ပါတယ်နောက်လာတင်လာတဲ့ဒီရက်နေ့တိုင်းလည်းဘေးလက္ခဏာဆရာပြတင်တန်းတွေရှိပါတယ်မြည်သူမဆိုတင်တန်းလာတက်လို့ရပါတယ်เนาะတင်တန်းကြီးပေးစရာမလိုပါဘူးတချို့အကြောင်းမျိုးနဲ့ကျွန်တော်တို့ယူရိုမင်္ဂလာချန်ကိုမလာရောက်နိုင်တဲ့လူတွေကတော့ online ကနေပြီးတော့ဘေးရင်ဟောစတန်လေးတွေမှာယူနိုင်ပါတယ် Viber ကနေပြီးတော့ဆက်သွယ်ပြီးတော့မှာနိုင်ပါတယ် Viber နံပါတ်လေးတွေပြောပါမယ်နော်399692 35လုံး9နောက်တစ်ခုက39992029အဲ့ဒီဖုန်းနံပါတ်ရဲ့ Viber ကနေပြီးတော့ဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်အဲကျွန်တော်တို့ live မှာတင်ပေးထားတဲ့ဘာသာရေးမင်းသင်္ကာကြီးနဲ့ပြတော့ပြီးပေါက်ဆိုတဲ့ပတိလေးတွေအဆောင်လက်ပတ်လေးတွေဝါစိမ့်နီပေါ့နော်အဆောင်လက်ပတ်လေးတွေရှိတယ်။နောက်ဝါစိမ့်နီအင်းဖြောင်းနိုင်လေးတွေရှိတယ်။အဲ့ဒီဟာလေးတွေကိုလည်းကျွန်တော်တို့ယူရိုမင်္ဂလာချန်မှာကိုယ်တိုင်ကိုကြလာရောက်ပြီးတော့ဝယ်ခြင်းတပတ်ဆိုရင်လည်းဝယ်နိုင်ပါတယ်။အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ online ပေါ်ကနေမှာခြင်းနဲ့ဆိုရင်လည်းဆက်သွယ်မှာနိုင်ပါတယ်နော်။အဲ့တော့နံပါတ်1ကတော့ကျွန်တော်တို့တနင်္လာသားသမီးတွေရဲ့ကံကြမ္မာကိုဖတ်ကြားပေးမှာဖြစ်ပါတယ်။တနင်္လာသားသမီးတွေအတွက်ကြာလာတဲ့တဲတော်နမိတ်လေးရှိပါတယ်။အဲ့ဒီနမိတ်ကဘာနမိတ်ကြာလဲဆိုတော့သူကကျဲပွင့်လူလင်းဆိုတဲ့သင်္ကေတနမိတ်ပါ။ဒီနမိတ်ကိုထင်ရှားအောင်ပြောရမယ်ဆိုရင်တော့မြင်းစည်းလာတဲ့စစ်သူရဲ့တရားပေါ့နော်။သူလက်ထဲမှာကျဲပွင့်လေးကိုင်းထားတယ်။သူကအေဂျင့်တည်ငြိမ်စွာနဲ့ခရီးနှင်လာတာပေါ့။ဒါတိုက်ပွဲတွေအားလုံးပြီးဆုံးသွားပြီ။အောင်မြင်မှုတွေကိုလည်းရရှိခဲ့တယ်။ရရှိခဲ့တဲ့အတွက်အေးငိမ့်သက်တာဆိုတာနဲ့ခရီးနှင်နေတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်။ဒါဒီကာလမှာတင်းလာသားသမီးတွေအကောင်းဆုံးကတော့ခရီးကိစ္စပါ။ဆိုတော့ရုပ်တည်းရဲ့မမျော်လင့်မဲ့ဖြစ်ဖြစ်တည်တည်ကြကြစနစ်တကျစီစဉ်လို့ပဲဖြစ်ဖြစ်ခရီးကိစ္စတွေတွားရတတ်ပါတယ်။အဲ့ဒီခရီးတိုင်းကတော့အောင်မြင်တဲ့ခရီးမျိုးတွေဖြစ်တတ်ပါတယ်။ဘက်ကနေအစဉ်ပြေမဲ့တဲ့ကံကောင်းမဲ့ခရီးပါ။ကိုယ်ခရီးကိုရည်ရွယ်ချက်ရှိရှိနဲ့တွားတယ်။အဲ့ဒီခရီးသွားတဲ့ရည်ရွယ်ချက်တွေကလည်းဧကံမုတ်ချအစဉ်ပြေနိုင်တယ်ဧကံမုတ်ချအောင်မြင်တဲ့ခရီးမျိုးတွေဖြစ်တတ်တယ်ရပ်ဝေးကိုသွားရောက်ပြီးတော့အလုပ်လုပ်ကင်ရှာဖွေနေတဲ့သူတွေပေါ့တင်းလာသားသမီးတွေတွေထူးထူးခြားခြားကံကြမ္မာကောင်းခြင်းတွေကြုံရတတ်ပါတယ်ဒီကလာမှာဝန်ထမ်းအလုပ်တွေအပြောင်းရွှေ့တွေလက်ရှိနေရာနေပြီးတော့တခြားနေရာကိုပြောင်းမယ်ရွှေ့မယ်သွားမယ်လာမယ်အပြောင်းရွှေ့အတွက်ကြိုးစားအားထုတ်နေတဲ့တနင်္လာသားသမီးတွေအတွက်ဆိုရင်တော့မင်္ဂလာသတင်းလို့ပြောမယ်ဆိုရင်ပြောလို့ရပါတယ်နော်။နောက်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေထူးထူးခြားခြားတိုးတက်မှုအောင်မြင်မှုတွေရနိုင်ပါတယ်။နောက်နိုင်ငံခြားတိုင်းပြည်တွေနဲ့ဆက်သွယ်ပြီးတော့ချိတ်ဆက်ပြီးတော့လုပ်ကိုင်နေတဲ့သူတွေအတွက်ဆိုရင်အောင်မြင်ထွန်းတောက်ခြင်းတွေရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အဲ့တော့ဘက်ဘက်ကနေအစဉ်ပြေခြင်းတို့ကံကောင်းခြင်းတို့စိတ်ချမ်းသာရခြင်းတွေအကျိုးအမြတ်တွေဧကံမုတ်ချဖြစ်ထွန်းတတ်တဲ့ကံကြမ္မာနမိတ်ပါတော်တော်လေးနမိတ်ကောင်းတယ်လို့ပြောမယ်ဆိုရင်ပြောရလောက်တဲ့အခြေအနေမျိုးရှိပါတယ်နော်။နောက်လို့ရင်ကောင်းမလားမကောင်းလားလှုပ်တင်လားမလှုပ်တင်ဘူးလားလှုပ်ရင်ရောဖြစ်မှာလားမဖြစ်ဘူးလားအဲ့လိုမျိုးစဉ်းစားတွေးတောနေတဲ့တနင်္လာသားသမီးတွေအတွက်ဆိုရင်တော့လှုပ်တဲ့ဘက်ကိုပို့ပြီးတော့ဦးစားပေးပြီးတော့ရွေးချယ်တင်ပါတယ်။နံပါတ်1ကကျွန်တော်တို့ဒါနံပါတ်1ကအလုပ်ပေါ့နော်အလုပ်ပြီးတဲ့အခါကျတော့သူကဒုတိယဦးစားပေးကြည့်ရမယ်ကံကြမ္မာကျတော့ငွေကြေးကံပါငွေကြေးနဲ့ပတ်သက်တဲ့ကံတာမှာလည်းပဲကျယ်ပွင့်ဆယ်ပွင့်ဆိုတဲ့နမိတ်ကြတယ်ကျယ်ပွင့်ဆယ်ပွင့်ဆိုတဲ့နမိတ်ကလည်းအင်္ဂရမကောင်းပါငွေကြေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာရခြင်းတွေစိတ်ပျော်ရွှင်ရခြင်းတွေကံကောင်းခြင်းတွေဖြစ်အဲ့တော့ငွေရလွယ်မယ်ပေါ့နော်ငွေရှာလွယ်မယ်ပေါ့ငွေကြေးကိုပတ်သက်မခက်ခဲဘူးငွေကြေးနဲ့ပတ်သက်ပြီးတော့ပင်ပန်းဆင်းရဲမှုတွေနည်းမယ်တစ်ဖက်ဘက်ကနေအစဉ်ပြေပြီးတော့ကံကောင်းပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရတတ်ရကြကြီးတဲ့ငွေတွေရလွယ်လွယ်ကူကူရပေးရရှိတဲ့ငွေတွေလွယ်လွယ်ကူကူနဲ့ပေးနိုင်ကိုမှငွေကြေးနဲ့ပတ်သက်တဲ့ပူပန်တော့ကအခက်အခဲတွေကြုံနေအောင်မှ
အဲ့ကိစ္စလေးတွေအဆင်ပြေသွားတာမျိုးတွေကိုထူးထူးခြားခြားတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ပတ်စံကိစ္စနဲ့ပတ်သက်ရင်တော်တော်လေးကောင်းပါတယ်နောက်တစ်ခုကကျွန်တော်ဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ကံကြမ္မာပေါ့နော်အဲ့နမိတ်မှာကျတော့သူကအတိုက်ခံကိုညွှန်ပြတဲ့ကံကြမ္မာနမိတ်ကြအဲ့တော့ဆွေမျိုးသားချင်းတွေနဲ့ကိုယ်နဲ့မမျှော်လင့်မနဲ့အတိုက်ခံလေးတွေဖြစ်တတ်တယ်အနှောက်အယှက်ကလေးတွေဖြစ်တတ်တယ်ရန်လေးတွေပါလေးတွေပေါ်ပေါက်တတ်တယ်ဆွေမျိုးသားချင်းတွေနဲ့ပူးတွဲပေါင်းဆက်ဆက်တူရှယ်ရလုပ်မယ်ဆိုရင်နည်းနည်းလေးသတိထားပြီးတော့မှလုပ်တင်တယ်နောက်လူမှုရေးနဲ့ပတ်သက်တဲ့ကံတနာမှာကျတော့နှလုံးသားမှာဓာတ်သုံးလက်စိုက်နေတဲ့ကံကြမ္မာနမိတ်ဆိုတော့လူယုံနေပါလေဒုက္ခပေးတတ်တယ်ပေါ့ဒီလူကယုံတဲ့အတွက်ကိုမှအခက်အခဲဖြစ်တတ်တယ်အဲ့တော့လူယုံမထားနဲ့လူမျိုးရေးကဏ္ဍတွေမှာနည်းနည်း short တင်တာပေါ့နော်နောက်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဘုံကြီးနမိတ်ပါပဲဘုံကြီးနမိတ်ကကြတော့လေတော်တော်လေးကောင်းတယ်အဲ့တော့ရဏသာသမီတွေအတွက်ကျမ်းမာရေးကဏ္ဍတာအထူးကောင်းတာပေါ့ကျမ်းမာရေးညံ့နေတဲ့တနင်္လာသာသမီတွေတောင်မှဒီကာလတွေမှာဆရာကောင်းသမားကောင်းတွေ့မယ်စေကောင်းဝါကောင်းတွေ့ပြီးတော့ကျမ်းမာရေးတွေပြန်လဲပြီးတော့ကောင်းမွန်လာနိုင်တဲ့ကံကြမ္မာမျိုးရှိပါတယ်။နောက်ပညာရေးကဏ္ဍပေါ့လူငယ်တွေရဲ့ပညာရေးကိစ္စတွေသင်တန်းကိစ္စစာမွေးဖြည့်ဆို့ခြင်းနဲ့ပတ်သက်တဲ့ကဏ္ဍတွေမှာတော့တင်းလာသားသမီးတွေအပြင်းထန်ကြိုးစားအားထုတ်ပြီးတော့မှအောင်မြင်မှုရသွားနိုင်တဲ့ကံကြမ္မာနမိတ်မျိုးဖြစ်ပါတယ်။နောက်ချင်းတော်နဲ့ပတ်သက်တဲ့ကံကြမ္မာနမိတ်မှာကျတော့ခွက်ပလား6လုံးတဲ့နမိတ်ကြတယ်။ခွက်ပလားထဲမှာပန်းတွေပွင့်အဲ့ပန်းပွင့်တွေထည့်ထားတဲ့ခွက်ပလားကိုတယောက်နဲ့တယောက်ပေးအပ်နေတဲ့နမိတ်ပုံလေးပါပဲအဲ့ဒီနမိတ်ကလေးကကြည့်လိုက်လို့ရှိရင်စိတ်ချမ်းသာကြလည်းကောင်းတယ်စိတ်ပျော်ခြင်းကြလည်းကောင်းတယ်အဲ့တော့ဒီကလာမှာနိနာသားသမီးတွေအတွက်ခြေအိမ်တော်နဲ့ပတ်သက်ရင်တော့တော်တော်လေးကောင်းပါတယ်စိတ်ချမ်းသာမယ်စိတ်ပျော်ခြင်းရမယ်လူရဆန္ဒပြည့်မယ်နောက်တစ်ခါစေတကြောင်းလမ်းကိစ္စမင်္ဂလာကိစ္စတွေချောချောမောမောဖြစ်မြောက်အောင်မြင်မှုရတတ်တယ်သားသမီးရင်သွေးရတနာထွန်းကားတတ်တဲ့အချိန်ကာလဖြစ်ပါတယ်အဲ့တော့ကံတရားအရာဆိုရင်ကောင်းများပါတယ်လူမှုရေးနဲ့ဆွေမျိုးသားချင်းကဏ္ဍလေးတွေမှာတော့နည်းနည်းလေးသတိထားဖို့လိုအပ်ပါတယ်နော်ဆိုတော့ဒီနေ့သားသမီးတွေအကျိုးပေးတဲ့ကံကောင်းတဲ့အယောင်ကတော့အဖြူရောင်ရဲ့အနက်ရောင်ရဲ့ကောင်းပါတယ်အဖြူအနက်ကောင်းတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီကံကောင်းတဲ့အကျိုးပေးတဲ့နံပါတ်ကလေးတွေကတော့2ကဏ္ဍနဲ့9ကဏ္ဍ9ကဏ္ဍနဲ့2ကဏ္ဍကတနင်္လာသားသမီးတွေကိုဒီတစ်ပတ်မှာအကျိုးပေးပါတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုနွားနိုးဟာတစ်ခွက်ကိတ်မုံဟာ2ချက်ကတ်လူပူဇော်ပြီးတော့ဆုတောင်းမှာအញ្ញံခိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်เนาะဒါတနင်္လာသားသမီးတွေအတွက်တပတ်စာကံကြမ္မာဖတ်ကြားပေးတာဖြစ်ပါတယ်အဲ့တော့ယူရောမင်္ဂလာချမ်းကိုအားလုံးလာရောက်လဲပတ်နိုင်ပါတယ်ဖိတ်မှန်တကားပြုပါတယ်ကိုမအကြောင်းချင်းကကိစ္စကြုံတဲ့အခါကျတော့လေယူရောမင်္ဂလာချမ်းမှာလာပြီးတော့ရရတွေခြေနိုင်ပါတယ်အတိတ်ကောင်းနမိတ်ကောင်းတွေယူပြီးတော့ပြန်ယူရောမင်္ဂလာချမ်းဆိုသလိုပါပဲเนาะနောက်နှစ်လာမဲ့ကျွန်တော်တို့ဒီဇင်ဘာ25ရက်နေ့မှာအုံယုတ်ပွဲရှိပါတယ်ယူရောမင်္ဂလာချမ်းကပြုလုပ်တဲ့အုံယုတ်ပွဲမှာလည်းပဲအားလုံးမြည်သူမဆိုလာရောက်ပြီးတော့အုံယုတ်ပွဲကိုဆင်နွှဲနိုင်တဲ့အားလုံးကိုဖိတ်မှန်တကားပြုပါတယ်တရက်နေ့တိုင်းလည်းပဲဘေးရင်လက္ခဏာဆရာပြတင်တန်းတွေရှိပါတယ်အားလုံးကိုကြမ်းမှာစိတ်ချမ်းသာပြီးတော့လူရဆန္ဒပြေကြပါစေလို့ဆုတောင်းမေတ္တာလေးပို့သလိုက်ပါတယ်နော်